စားပလင်းနှင်းမောင်နဲ့မင်းကွတ်တီသုံးလုံးတခါကမြန်မာပြည်ပလိတ်အဖွဲ့တွင်စားပလင်းနှင်းမောင်ဆိုသောစုံတော်တဦးရှိခဲ့ဘူးလေသည်သူသည်တပုဦးကိုလိန်၍ထားပြီးတကယ်သူရှုပ်ထွေးလှသောအမှုမျိုးကိုကြက်အစာကောက်သည့်အလားတတောက်တောက်နှင့်အမှုတဲလွန်စများကိုကောက်ယူဆွဲထုတ်၍တရားခံကိုလက်ထိတ်ခတ်နိုင်သောစွမ်းရည်ကြောင့်၎င်းဆလိတ်တူကလေးတို့မိကျစ်ဆန်ကလေးတစ်ဆန်လောက်သောတဲလွန်စအသေးအဖွားလေးများကိုစစ်ဆေးကြည့်ုံမျှဖြင့်တရားခံသည်မြည်တို့သောအလုပ်လုပ်ကိုင်သည့်ရံမောက်မြည်တို့ရှိမည်ကိုတတ်အပ်သေးချာပြောနိုင်ုံမကမိရလည်းဖမ်းဆီးနိုင်သောအရေးချင်းကြောင့်၎င်းသေမင်းထံ၌တတဝက်ကိုပေါင်ထား၍သူသည်ကိုယ်သည်ခုခံတတ်သောတရားခံဇိုးကြီးများငှက်ကလေးကြက်ကလေးများပမာအလွယ်တကူဖမ်းဆီးနိုင်သောအရေးချင်းများကြောင့်၎င်းမြန်မာပြည်ပလိတ်အဖွဲ့နှင့်ထိုခေတ်တူးရိုက်သမားတို့လောကတွင်စားပလင်းနှင်းမောင်ဆိုသောအမည်သည်ရွှေဖြင့်စလုံးထွင်းကစိန်စီ၍ထားသည့်အလားရှမ်းရှမ်းတောက်ဖြစ်ခဲ့ဘူးလေသည်ယခုရေးသားပေါ်ပြမည်ဖြစ်သောစားပလင်းနှင်းမောင်နှင့်မင်းကွတ်တီသုံးလုံးအမှုသည်တဲလွန်သာရှာခြင်းအရာ၌သာမဟုတ်ဘဲလင်မြန်ဖြတ်လက်၍ရက်ဆက်နိုင်စွမ်းသောလူသက်သမားကိုဖမ်းဆီးရ၌လေတနည်းတစ်ဖုံပညာသားပါလေ၏စားပလင်းနှင်းမောင်တရားခံဖမ်းနည်းဟု၍ပလိတ်အဖွဲ့၌ပြောစမတ်တွင်ခဲ့ဘူးသောအမှုဖြစ်ပေသည်စားပလင်းနှင်းမောင်နှင့်အတူတကွအမှုထမ်းဟုသောပလိတ်အရာရှိတို့သည်စားပလင်းနှင်းမောင်အားတဲလွန်စအရှာကောင်းသည်ဟု၍၎င်းတရားခံနှင့်ရှင်ပြိုင်ထိုးသက်ရ၌အထိုးအသက်ကောင်းသူဟု၍၎င်းလောဂျစ်ခေါ်ဆက်ဆက်တွေးခေါ်မှုဉာဏ်ရည်ကောင်းသူဟု၍၎င်းတယောက်တစ်မျိုးဆိုသလိုစားပလင်းနှင်းမောင်၏အရေးချင်းများကိုပြောဆိုတတ်လေရှိပါသည်တို့ရတွင်စားပလင်းနှင်းမောင်ကထိုကဲ့သို့ပြောဆိုတကယ်သို့တကွက်ကောင်းနှုတ်ကွက်ကောင်းသာရှိသောလူစားမျိုးမဟုတ်ပဲကျွမ်းကျင်သောစိန်သွေးသမား၏လက်မှအကွက်လေအောင်တွေး၍ထားသောစိန်လုံးကဲ့သို့အကွက်တိုင်းအကွက်တိုင်းမှာအယောင်တစ်ဖြက်ဖြက်ထွက်၍နေသူဖြစ်ကြောင်းကိုကျွန်ုပ်ကဲ့သို့နှစ်ပေါင်းများစွာလက်ပွန်းတည်းနေသူမှသာလျှင်သဘောပေါက်နိုင်လိမ့်မည်ဟုကျွန်ုပ်ဆိုလိုသည်စာရေးသူတနေ့တနေ့ကျွန်ုပ်သည်ကျွန်ုပ်၏မိတ်ဆွေကြီးစားပလင်းနှင်းမောင်နေထိုင်ရန်ဘိုးလိန်လန်းယခုဗညားဒလလန်းအမှတ်295သို့နနက်6နာရီခန့်တွင်တွားရောက်ခဲ့လေသည်တကားဝါသို့ရောက်၍တကားခောက်လိုက်သည်နှင့်တပြိုင်နက်ဝင်ခဲ့ပါရင်ပြီးတကားစိတ်ုံစိတ်ထားတာပါဟုကိုနှင်းမောင်ကလှမ်းပြောလိုက်လေကျွန်ုပ်သည်တကားကိုတွန်းဖွင့်၍အတွင်းသို့ဝင်ရောက်ခဲ့ရာကိုအထက်ပိုင်းကိုဗလာချင်းလျက်အောက်ပိုင်း၌မူရှမ်းပေါင်းမီပေါ့ပေါ့ကြီးကိုဝစ်စင်ပြီးလျင်တနက်ပါသောကပတ်ကိုခါတွင်ပတ်လျက်ကောင်းဝိုင်ဇကားများထဲမှမင်းသားများကဲ့သို့တနက်ကိုအိမ်မှလှင်မြန်စွာဆွဲထုတ်ခြင်းကိုလေးချင်းလျက်ရှိသောကိုနှင်းမောင်ကိုအံ့အားသင့်စွာငေး၍ကြည်နေမိတော်သည်ဘလို့လဲအိုင်စေဘိုင်းစကုတ်မင်းသားများလုံးမလို့လားဗျကျုပ်တို့တိုင်းပြည်ကလူဆိုးတွေအတွက်တော့ဒီလောက်လေးချင်းဖို့မလိုပါဘူးတနက်တောင်ကျင်းကျင်းလဲလဲကင်တက်တဲ့လူဆိုးကအရှာသားပဲမဟုတ်လားမထင်တဲ့အိုင်ပြီတနက်ထုတ်နောက်ကြလို့တရားခံကစုံတော့ကိုလက်မြောက်ခိုင်းတာတော့မခံကျင်စရာကောင်းတာပဲရှိမလဲဗျာဒါကြောင့်လိုရမယ်ရလေးကျင်နေတယ်ပြုကဲဗျာခမရလေးကျင်ကန်ပြီးရင်ကြောင်မြောင်းစည်းကမက်ကောက်မွန်ဟင်းကနာမည်ကြီးလာတယ်ဗျာသွားစားကြရအောင်ပြီးမှပဲလက်ဖက်ရည်လေးပါလေးတောက်ကြတာပေါ့ကိုနေမောင်ဒီသူဤလေးကျင်ကန်လည်းပြီးဆုံးသွား၍လားတူရီမဟုတ်ကျွန်ုပ်ဆောင်ဆိုင်ရမည်ကိုအားနာ၍လားမဆိုနိုင်ပါလေးကျင်ကန်ကိုရပ်နားလိုက်ပြီးလျင်ရေချိုးခြင်းအဝတ်လဲခြင်းအလုပ်တို့ကိုဆက်ကဲ့သို့လှင်မြန်စွာပြုတ်လုပ်ပြီးနောက်ကျွန်ုပ်နှင့်အတူကြောင်မြောင်းစည်းသို့လိုက်ပါ၍လာခဲ့လေ၏ကြောင်မြောင်းစည်းသို့ရောက်သည့်အခါ၌ဈေးနှင့်မျက်စောင်းတို့လောက်တွင်ရှိသောနှစ်ထပ်တိုင်ကြီး၌လူများစုယုံဖြစ်၍နေသည်ကိုတွေ့သဖြင့်တွားရောက်ကြည့်ရှုရာတာမွေကပ်မှရာဇဝဲအုပ်နှစ်ယောက်ကို၎င်းဌာနအုပ်ဦးတန်းမောင်ကို၎င်းတွေ့မြင်ရလေ၏ဌာနအုပ်ဦးတန်းမောင်သည်ကျွန်ုပ်တို့ကိုတွေ့လျင်တွေ့ခြင်းဦးအောင်တင်တို့ CID ကလည်းဗျချက်ဆိုတာနဲ့နောက်ကမီးတောက်ပါလားကျို့တို့တော့အကြောင်းမကြားရသေးဘူးခမရတို့ကရောက်လာကြပြီဟုဆိုလေ၏ကျွန်ုပ်တို့မှအခင်းဖြစ်ပွားနေသည်ကိုသိ၍လာကြသည်မဟုတ်ဘဲမက်ကောက်မွန်ဟင်းကစားရန်လာကြခြင်းဖြစ်တော်လေချော်လဲရောထိုင်သဘောဖြင့်ဒါပေါ့ဗျာ CID ဆိုတာကခမရတို့ခက်ခဲတွေ့နေတဲ့အမှုကိုကူညီဖို့ပဲမဟုတ်လားဟုဆိုလိုက်ရလေတော့၏ထိုအခါဌာနအုပ်ကိုတန်းမောင်သည်သဘောကျလွန်သဖြင့်ဟဟပပရီမောပြီးလင်ကျွန်ုပ်တို့အားတိုက်တွင်သို့ရှေ့ဆောင်၍ခေါ်သွားလေ၏အတွင်းသို့ရောက်သည့်အခါ၌ကျွန်ုပ်၏ခြေလမ်းများသည်အနှဲငယ်တုံဆိုင်သွားလေ၏
လူသေးအလောင်းတစ်လောင်းသည်4000စပွဲကြီးပေါ်မှာအဆန်သားရှိပြီးလျှင်သွေးများမှမူစပွဲကုံမှတဆင့်ကျမ်းပြင်ပေါ်သို့စီး၍ကျနေခဲ့လေသည်တေသူမှာအသက်50ကျော်ခန့်ရှိပြီးဥပရိယုတ်မှာလည်းတတနာနာခန့်ညားလေရင်ဝနှင့်ဓားတန်ရာ2ချက်နှင့်စီးဆက်အနီး၌တနတ်တန်ရာတစ်ချက်ကိုတွေ့ရှိရလေခမည်းလုပ်ပုံကတခုခုဖြစ်ရင်တာဝန်တိတိလာပြီးတိုင်တဲ့လူမရှိအောင်လုပ်တာပဲဖမ်းထားတဲ့သတင်းစာလာပို့တဲ့ကောင်လေးကိုအခုချက်ချင်းလွှတ်ပေးလိုက်ပါမလွှင့်အမှုပြီးလို့ကောင်လေးနဲ့လုံးဝမပတ်သက်ဘူးဆိုရင်ခမည်းကိုကျုပ်တရားဆွဲရလိမ့်မယ်ဟုကိုနှင်းမောင်ကပြောလိုက်ရာဌာနဥက္ကဋ္ဌလည်းမဟုတ်ပဲရာဇဝတ်အုပ်နှစ်ယောက်ကပါကိုနှင်းမောင်ကိုမလိုလားသောမျက်လုံးများဖြင့်ဝိုင်းဝန်းကြည့်ရှုပြီးလျှင်ခမည်းဘသူလဲပါလဲဟုသောမေးခွန်းများကိုမေးကြလေစားပလင်နှင်းမောင်ဟုသောအဖြေတစ်လုံးကိုသာဖြေပြီးလျှင်စပွဲပေါ်မှအလောင်းကိုတွားရောက်ကြည့်ရှုလေအလောင်းကြီးကိုကြည့်ရှုသည်ဆိုရ၌လဲတမန်ကရှန်ကကြည့်ရှုပုံမျိုးမဟုတ်ပဲစိန်ပွဲစားစိန်ကိုကြည့်တဲ့ကဲ့သို့အသေးစိတ်ကြည့်ရှုခြင်းဖြစ်လေအလောင်းကိုကြည့်ပြီးတဲ့အခါ၌နေရန်ကိုကြည့်ပြန်၏နေရန်၌မြေပြူဖြင့်ရေး၍ထားသောအောက်ပါစလုံးအချို့ကိုတွေ့ရတော့လေစလုံးများမှာတရင်ကျွတ်လဇန်တီချင်းတရင်ကျွတ်ဆုပ်တနက်တစောင်းမုံဝန်းတစောင်းမုံဆုပ်ရက်တဲ့ဝါဇိုလာပြည့်ကြည်တန်းစလုံးများသည့်အချို့နေရာများ၌မှိန်၍နေသည်မှတပါအားလုံးလိုလိုဖိုက်လို့ရသည်ဖတ်လို့ရတော့လဲမြေသည့်အတိတ်ပဲမှာကျွန်ုပ်နဲ့မှန်းဆတွေးတောနိုင်ခြင်းမရှိကြောင်းဝန်ခံရပေပြီကိုနှင်းမောင်သည်အလောင်း၏ပတ်ဝန်းကျင်သို့မဲလိုက်ခွေအနက်ခံတဲ့ကဲ့သို့ကျမ်းပြင်ပေါ်တွင်လေးပတ်ထောက်သွားပြီးလျှင်ဟိုနေရာရက်လိုက်ဒီနေရာရက်လိုက်ဆက်၍သွားလိုက်လုံနေပြန်၏တာမွေကမ်းမှဌာနဦးနှင့်ရာဇဝတ်အုပ်များမှမူကိုနှင်းမောင်ကိုကြည့်၍တဦးကိုတဦးမျက်စာပြပြ၍တော့၎င်းပြုံးရပြခြင်းဖြင့်တော့၎င်းလှောင်နေကြလေပြီကိုနှင်းမောင်သည်ဤသို့လေးပတ်ထောက်၍ရှောက်နေကျွန်ုပ်ဟာတစုံတရာကိုပြည့်၍ပေးလိုက်တဲ့ဖြင့်ကျွန်ုပ်လည်းလက်ဖြင့်ဖမ်းယူ၍ကြည့်လိုက်ရာဘေးရစည်းဆိုင်များ၌တွေ့ရတတ်သောထင်းရှူးစီအခဲကလေးဖြစ်ကြောင်းတွေ့မြင်ရလေ၏ထို့နောက်ကိုနှင်းမောင်သည်အလောင်းကိုတေချာစွာကြည့်ပြန်လေ၏အလောင်းလက်ချောင်းများကိုစစ်ဆေးရာဘယ်ဘက်လက်တန်းကိုစစ်ဆေးသည့်အခါ၌ကျွန်ုပ်ဟာခေါင်းညှိ၍ခေါ်ကတစုံတရာကိုပြလေ၏လက်တန်း၌လက်စွပ်တကွင်းကိုမြဲမြံစွာဝစ်ဆင်ထားပြီးနောက်ချွတ်လိုက်တဲ့အခါမှာတွေ့မြင်ရတဲ့ဖြူနေတဲ့နေရာကိုမြင်ရလေ၏ထို့နောက်ကိုနှင်းမောင်သည်အခန်းတောင်ရှိအမှိုက်ပုံးကိုယူ၍ကျမ်းမြင်ပေါ်သို့အမှိုက်များကိုပုံ၍ချလိုက်ပြီးလျှင်ကြက်ရက်တဲ့ကဲ့သို့အမှိုက်များအားရဲ၍ရှာဖွေရာစာအိတ်တအိတ်နှင့်အတူဆွဲထုတ်ရထားသောစာရွက်ပိုင်းများကိုတွေ့ရသဖြင့်ဆက်ဆက်ကြည့်ရအောက်ပါတို့ကိုရပြန်၏D-Day H Hawa 24 ABC 7တွေ့မယ် BC ကိုနှင်းမောင်ဒီစာရွက်ပိုင်းကလေးများဆက်ဆက်ရုံမကပဲအနီးရှိမွေးဟင်းကားဆိုင်မှမိုးဖက်အနှင်းငယ်ကိုတောင်းယူကစာရွက်အလွတ်တစ်ခုပေါ်နေသားတကြကပ်၍ထားပြန်၏ထို့နောက်ကျွန်ုပ်အားဟောဒီမှာတည်တည်ကြကြည်စမ်းပါဗျာ7တွေ့မယ်ဆိုတဲ့နေရာမှင်နဲ့ကြံတဲ့နေရာမှင်အယောင်နဲ့နည်းနည်းကွဲနေတယ်7တွေ့မယ်ဆိုတဲ့နေရာမှင်အယောင်ဖြော့နေတယ်မဟုတ်လားကျွန်ုပ်ဒီကိုနှင်းမောင်ပြော၍၎င်းစာကိုဒုတိယအကြိမ်ထပ်မံကြည့်ရှုပြန်ရ၎င်းပြောသည့်အတိုင်းဟုတ်မှန်ကြောင်းတွေးရှိရတော့လေမှင်အောင်နှဲငယ်ဖြော့၍နေခြင်းသည်အမှုနှင့်မြည်သူမိပုံပတ်သက်လျက်ရှိသည်ကိုမူကျွန်ုပ်အနေနဲ့လုံးဝစဉ်းစားနိုင်ခြင်းမရှိပါနေစမ်းမအောင်ကိုနှင်းမောင်အခုလိုမှင်အောင်မတူတာကဘလူများတဲလွန်စားရတယ်လေဗျဒီလူလေးဗျာစာကိုရေးပြီးတဲ့အခါတိုင်းမှင်နှိပ်ဆက်ကူနဲ့နှိပ်လိရှိတဲ့လူပဲဗျဒါပေမဲ့ D-Day H Hawa 24 ABC အထိရေးထားတဲ့စာကိုမှင်နှိပ်ဆက်ကူနဲ့မနှိပ်ဖြစ်ခဲ့ဘူးဘာကြောင့်လဲဆိုတော့နောက်ဆက်ရေးရမယ်7တွေ့မယ်ဆိုတဲ့စလုံးကိုဆက်ပြီးရေးဖို့အတွက်ချိန်ဆနေတယ်ဒါမှမဟုတ်ရင်တယောက်ယောက်ကပါဇက်နဲ့လိုက်ပြောတာကိုရေးရလို့အဲ့ပြောတဲ့လူကအဲ့နေရာမှာအနေငယ်ရက်ပြီးတုံဆိုင်ဆိုင်ဖြစ်သွားတဲ့သဘောပဲဗျဒါကြောင့်မှင်နှိပ်ဆက်ကူမသုံးမိတဲ့ရှေ့ပိုင်းကစာရွက်တွေကအယောင်ရင့်ပြီးတော့7တွေ့မယ်ဆိုတာကိုတော့မှင်နှိပ်ဆက်ကူနဲ့နှိပ်တဲ့အတွက်အယောင်ဖြော့နေတာပဲဒါကိုကြည့်ချင်းအပြင်စာရေးသူက7တွေ့မယ်ဆိုတဲ့စာကိုချင်းဆက်ဆက်စင်စင်စားလေးရေးခဲ့ရတယ်ဗျလူတော့လေစိတ်ဝင်စားစရာပါပဲလားဆက်ပြီးရှင်းသမ်းမအောင်အိုင်းစေဒီနေ့ဩဂုတ်လ9ရက်နေ့မဟုတ်လားဗျမနေ့က10ရက်နေ့လေအ
အသက်ခံရတဲ့လူကဩဂုတ်လ10ရက်နေ့ည12နာရီမှာအသက်ခံရတယ်ဒီဒေးဆိုတာတတ်မဲ့နေကိုတိတိကျကျရက်ပြောင်းလို့မဖြစ်ဘူးလို့ဆိုတာပဲဗျနောက်တစ်ခါတတ်မဲ့နာရီကလည်းတိတိကျကျအချိန်ပြောင်းလို့မရဘူးအိရှာဝါအင်္ဂလိပ်လိုတော့ H ရယ်ဟာဝါနာရီလို့ရေးရတယ်ဗျအဲ့ဒါကိုကျင်တတ်မဲ့နေနဲ့တတ်မဲ့နာရီကိုအဝေးကနေတစုံတယောက်ကကွက်တိကွက်ကြစီစဉ်ပေးနေပုံရတယ်စစ်ဘောကိုနေမောင်ပြီးတော့ ABC ဆိုတဲ့လူ3ယောက်အနက် B နဲ့ C ကအတူတကွနေပြီးတော့ A ရောက်တော့တခြားမှာခွဲနေတယ်ဆိုတာလဲစာရသိတာနိုင်တယ်ဗျဟုတ်တယ်ဗျပြီးတော့စာရေးတဲ့သူကပတ်စံချမ်းသာတဲ့ main ကလေးတယောက်ဖြစ်တယ်လို့ကျုပ်ပြောနိုင်တယ်ဗျဘာလို့လဲဆိုတော့စာရေးပိတ်တဲ့နေရာမှာတတွေးဆိုပြီးပိတ်ရတဲ့အတွက်နှကန်းနေရာလေးနက်နက်ထင်နေတယ်ဗျတည်ချာချာကြည့်မှမြင်နိုင်တာဗျအဲ့နှကန်းနေရာတော်ရုံဟာမျိုးတော့မဟုတ်တော့ဘူး Greenson Flint လို့ခေါ်တဲ့ပြင်သစ်ကလာတဲ့နှကန်းနေမျိုးပဲဖြစ်ရမယ်တတောင်းကိုမြန်မာငွေ100ကျော်လောက်ပေးရတာဗျဒီချက်နှကန်းနေပိုင်ရှင် main ကလေးရဲ့စီးပွားရေးကိုဖော်ပြတဲ့ချက်ပဲဗျကိုနေမောင်ကအထက်ပါတိုင်းစစ်စစ်ဆက်ဆက်ရှင်းပြလိုက်သည့်အခါ၌ဌာနကိုဦးတန်းမောင်နှင့်သူ၏လူများသည့်အနေငယ်အံ့အားသင့်ပြီးတွားကြလေ၏တို့ရတွင်လူဆိုသည်မှာမိမိထက်တော်သောသူကိုတွေ့ရသည့်အခါ၌ထော်လော်ကန့်လန့်လုံးကြည့်တတ်သောညင်မျိုးရှိသည့်အလျောက်ဒါဝိထားတဲ့မှာဗျာတရားခံကိုခမရဖမ်းပေးနိုင်မှာမလားဘူးဌာနကိုကိုတန်းမောင်ကမထီတထီပြောလိုက်လေ၏အခုခမရပေးလိုက်တဲ့အလုပ်ကကျုပ်အတွက်တော့ငပြောသည့်အခွန်နှွာရတာထတောင်လွယ်ပါသေးတယ်ဗျာIB ခဏလေးနေအောင်တော့ဟုဆိုကကိုနှင်းမောင်သည်ကျွန်ုပ်တို့အားထားခဲ့ပြီးအပြင်သို့ထွက်၍သွားတော့သည်ကိုနှင်းမောင်မရှိသည့်အချိန်၌ကိုနှင်းမောင်နှင့်ပတ်သက်၍ဌာနအုပ်နှင့်ရာဇဝတ်အုပ်များသည်အမျိုးမျိုးဖုံဖုံပြောကြလေပြောဆိုသမျှတို့တွင်စားပလင်းနှင်းမောင်သည်အပြောကြည့်သူဖြစ်ကြောင်းအမှုများပေါ်ပေါက်နေခြင်းမှလည်းကံကောင်း၏ဖြစ်ကြောင်း၎င်းအမှုလိုက်ပုံလိုက်နီးမှလည်းလန်ဒန်ပလိန်မင်းကြီးရေးတဲ့စာအုပ်ပါနီးများကိုခိုးယူထားခြင်းဖြစ်ကြောင်းထိုနည်းများအမှန်စီစဉ်အပြင်၎င်းတို့အနေနဲ့ပို၍နားလည်ကြောင်းစသောမိမိလုပ်ငန်း၌အောင်မြင်အောင်မလုပ်နိုင်သောဓမ္မနောက်ပိတ်ခွေးလူစားတို့၏စကားမျိုးကိုပြောဆိုကြလေတော့၏ကျွန်ုပ်မှမူကိုနှင်းမောင်၏အရေးချင်းများကိုထုတ်ဖော်ပြောပြခြင်းမပြုဘဲရေငုံ၍သာနေလေတော့၏များမကြာမီအချိန်၌ကိုနှင်းမောင်သည်ကျွန်ုပ်တို့ထံသို့ပြန်၍ရောက်လာလေခရီးရောက်မဆိုင်ဆိုသလိုပင်ကိုနှင်းမောင်အားဌာနအုပ်ဦးတန်းမောင်ကဘလို့လဲစားပလင်းတရားခံဖမ်းမိဖို့နီးစပ်ပါမလားဟုခနဲ့တက်တဲ့နိုင်လာသောလေတံမျိုးဖြင့်စီးကြိုမင်းမြန်လိုက်လေ10နိုင်မထိုးခင်ဖမ်းမိမယ်ဗျာဟုကိုနှင်းမောင်ဟန်ပါမှာတစ်စက်ကလေးမြတင်းရီသွားပေါ်ရမရှိပဲတေချာလှသည့်သဘောမျိုးပါဝင်နေထို့နောက်ကိုနှင်းမောင်သည်ကျွန်တော်ကခေါ်ယူကအခင်းဖြစ်ပေါ်သောအိမ်မှထွက်၍လာခဲ့လေအိုင်စီဘလို့လဲဗျာဟုကျွန်တော်ကမေးလိုက်ကိုနှင်းမောင်ကတတိတန်းကိုတွိုင်းမင်းကိုတီးဝယ်မယ်ဗျာတတိရရင်တရားခံကိုမိပြီသာမှတ်ပြီးတော့ဆိုလိုက်လေကြောင်မြောင်းစေးရှိတိုက်ရင်ကြီးတွင်ဖြစ်ပွားခဲ့သောလူသားမှုတရားခံအဖမ်းဆီးရန်အတွက်မင်းကိုတီးရမြည်တို့မြည်ပုံပတ်သက်လျက်ရှိသည်ကျွန်ုပ်၏ညံ၌ရေးရေးမှမပေါ်ပါတတိတန်းတို့ရောက်ရင်ကိုနှင်းမောင်သည်ခတ်သေးသေးတောင်းတလုံးကိုဝယ်၍ထိုအထဲတွင်မင်းကိုတီးများထဲကတက္ကစီဆရာကိုတက်စီတစ်စီးငှားရတော့လေကဲ IB တက်ပြီတော့ဆိုတော့ကျွန်တော်ကကားပေါ်တက်စီပြီးနောက်ဒရိုင်ဘာအားကြောင်မြောင်းချက်ကွက်တဲ့ဓမ္မစိန်တာလန်းအိမ်မက်ဘလောက်ပို့ပေးစမ်းပါဟုပြောလေတက်စီဒရိုင်ဘာလည်းမော်တော်ကားကိုစက်ကုန်ခွင့်မောင်းနေဖြစ်ရအဲ့အချိန်ကြာလိုက်ဖဲနဲ့အထက်ပိုင်းအင်းရှိသူရောက်လေတော့ဤရောက်လင်ရောက်ချင်းကိုနှင်းမော်သည်မင်းကိုတီတောင်းကိုထမ်းလျက်ကားပေါ်မှာဆင်းလေကျွန်တော်ဒီမော်တော်ကားကိုရှင်းပေးပြီးနောက်ဆင်းပြီးလိုက်လေ၎င်းအိမ်မှာလူစီကားလျက်ရှိသည့်အပြင်အိမ်ရှိ၌လည်းချက်ပြုတ်ထားသောမိုးဟင်းကားအိုးကြီးများကိုတွေ့ရသဖြင့်အလှလုံး၍နေကြောင်းသိတာလေအလှရှင်ဟုယူဆရသူတဦးသည်ကျွန်တော်တို့ကားရက်တင်တဲ့ပြိုင်နဲ့အိမ်ပေါ်မှာကတ်တုတ်တုတ်ဆင်းလာပြီးလျင်ကျွန်တော်တို့ကကြိုလေတို့ရရင်ကိုနှင်းမောင်ကိုမြင်သောအခါ၌အလှရှင်သည်ခက်ကြောင်ကြောင်ဖြစ်၍သွားလေကိုအောင်စိုးတို့များဗျာအလှလောက်တာကိုချက်ချင်းမပြောဘူးကျုပ်ခုပဲမော်လမြိုင်ကရောက်လာတာခမည်းကိုလက်ဆောင်ပေးဖို့မင်းကိုတီးတဲ့တော့ယူလာခဲ့သေးတယ်ဟုဆိုကအိမ်မော်တို့တက်လေကိုအောင်စိုးအခုခံရတော့အလှရှင်မှလဲ
ဦးကြောင်ကြောင်ဖြင့်ဟုတ်ကဲ့ဟူ၍သာဖြေနေရတော့လေကိုနှင်းမောင်အား၎င်းကျွန်ုပ်အား၎င်းလုံးဝတိကျွမ်းခြင်းမရှိသည့်အလျောက်အတိတော့အတိပဲတော်တော်ရင်းနှီးတဲ့အတိပဲငါမေ့နေလို့ဖြစ်မှာပါဟုသောအကြည့်မျိုးဖြင့်ကြည့်၍ကြံခဲ့တော့လေကိုနှင်းမောင်သည်အိမ်မော်သို့ရောက်လျင်မင်းကိုတီတောင်းကိုချရင်းအလှူတို့လာသူများကိုကြည့်ကထိုအချိန်၌အလှူတို့လာသူများသည်မိုဟင်းကစားပြီးလျင်လက်ဖက်ရည်အချိုကိုတောက်၍နေကြလေခတ်တော်တာပဲဗျာလက်ဖက်ရည်အချိုကိုတိုက်လိုက်ပြီကိုကျုပ်ယူလာတဲ့မင်းကိုတီကနဲနဲကလေးနောက်ကျသွားတယ်ပြုဟဲမင်းကိုတီနဲ့တကြားနဲ့အစိတ်ဖြစ်တာအမှန်ပဲဒါမှမဟုတ်လက်ဖက်ရည်တဲ့ပါတဲ့တကြားလောင်းနေတော့အစိတ်မဖြစ်တန်ကောင်းပါဘူးစားရတဲ့လူလည်းစားဖို့ဗျာဟုဆိုကရေနေကျွမ်းထည့်ထားသောဘန်းကိုရှင်း၍မင်းကိုတီများပုံ၍ထည့်လေလူများသည်မင်းကိုတီများကိုကြည့်၍မကင်ဝန်းတော့ပဲရှိကြလေကိုနှင်းမောင်သည်မင်းကိုတီကြီးကြီးတစ်လုံးကိုကောက်ယူကလက်ချောင်းကလေးတွေချိတ်ပြီးလက်ဖက်နှောက်နှစ်ခုကြားမှာထည့်ပြီးဖိညှစ်လိုက်အခုံကွဲအတွင်းမှာစားခြင်းစပွဲကောင်းသောမင်းကိုတီအမွှာဖွေးဖွေးကြီးအားမိန်ရှက်စွာစားတောက်လေထိုအခါ၌ကိုနှင်းမောင်နီးရှိလူငယ်နှစ်ယောက်နှင့်လွန်စွာချောမောလှပသောမိန်းကလေးတစ်ယောက်သည်မင်းကိုတီတစ်လုံးကိုကောက်ယူလိုက်ကြလေ၎င်းတို့သည်မိမိတို့သဘောလျောက်ကောက်ယူကြတော့လဲတိုင်ပင်၍ထားသည့်အလားလက်ချင်းစုံသွားကြသဖြင့်တဦးကိုတဦးကြည့်ကရီမောကြသေးတော့၏ထို့နောက်လက်ချောင်းကလေးများချိတ်၍လက်ဖက်နှောက်အတွင်း၌မင်းကိုတီကိုညှစ်ခွဲရန်အတီးတီးညှက်လိုက်ကြလေထိုချိန်မှာပဲကိုနှင်းမောင်သည်ဆယ်ဝါးတွင်စောင့်ရနေသောဗျိုင်းသည်ငါးကိုမြင်လိုက်သည်နှင့်တပြိုင်နက်ဇက်ခနဲ့ကောက်ယူလိုက်သည့်လျင်မြန်ခြင်းမျိုးကြောင့်ခါးကြားတွင်ဝှက်၍ယူလာသော6လုံးမျိုးကိုထုတ်၍ထို3ယောက်အားချိန်လိုက်လေထို3ယောက်မှလည်းမင်းကိုတီကိုလက်နှစ်ဖက်နှင့်ညှက်လျက်သာအချိန်နဲ့တနက်ပြည့်အချိန်ခံရခြင်းဖြစ်ရာကောင်းမိုင်မင်းသားများကဲ့သို့တနက်မှပါခဲ့လျင်လဲထိုအချိန်၌ကိုနှင်းမောင်အားပြန်လဲခုခံရန်အတွက်အခွင့်အရေးလုံးဝကုံဆုံးနေပြီဖြစ်လေတော့၏You all are under arrest ခမရတို့ကြုတ်ဖမ်းပါတယ်ဟုကိုနှင်းမောင်ကအင်္ဂလိပ်ဘာသာဖြင့်ပြောလိုက်ရာထို3ယောက်သည်မင်းကိုတီများကိုကိုင်းလျက်ကြက်တီတီကငိုင်၍သွားကြလေတော့၏တနက်နှင့်အချိန်ခံရသော3ယောက်တန်လည်းမဟုတ်ပဲကြံလူများရောကျွန်ုပ်ကိုယ်တိုင်မှာကိုနှင်းမောင်၏အပြုအမူကိုနားမလည်နိုင်အောင်ရှိလေတော့၏ထို3ယောက်သည်ကြက်တီတီ၍မင်းကလေးလှုပ်သူကလွန်စွာတာယာသောအတန်ကလေးဖြင့်ဟဲ့ဟဲ့ပက်ပက်ရီမောပြီးလျင်တော်လိုက်တဲ့စုံတော့ရှင်မဟုတ်မှလွယ်ရောစားပလင်းနှင်းမောင်ဆိုတာဟုတ်တယ်မှတ်ဟုမေးလိုက်လေမှန်ပါတယ်မင်းနွယ်ပြူကျုပ်စားပလင်းနှင်းမောင်ပါဒါပေမဲ့နည်းနည်းကလေးမှတော့မလှုပ်လိုက်ပါနဲ့နော်ဟုကိုနှင်းမောင်ကတတိပေးလိုက်လေဤသို့သောနီးဖြင့်ကြောင်မြောင်းဈေးအနီးတိုက်အိမ်ကြီးအတွင်း၌ဖြစ်ပွားခဲ့သောလူတက်မှုကြီးတရားခံအားကျွန်တော်၏မိတ်ဆွေကြီးသည်ကျင်လည်စွာဖမ်းဆီးလိုက်နိုင်ခဲ့၏ထိုအချိန်၌ကျွန်တော်၏လက်ပတ်နာရီကိုကြည့်လိုက်ရာ10နာရီထိုးရန်မိနစ်အနည်းငယ်လိုသေးကြောင်းတွေ့ရသဖြင့်ဌာနကိုဦးတန်းမောင်အား10နာရီမထိုးမီတရားခံများကိုဖမ်းပေးမည်ဟုရဲဝန်းစွာအာမခံခဲ့သောကိုနှင်းမောင်၏စကားသည်တိတိကျကျရှိလာကြောင်းတတိပြုမိသည်ထို့နောက်ကိုနှင်းမောင်၏အမိန့်အရတရားခံများ၏အိမ်အောက်သို့ကျွန်ုပ်စမ်းသက်ရှာဖွေရာကြည်စံအပြည့်ထည့်ထားသော6လုံးပြူ3လက်ရရှိသည်ဖြစ်စက္ကန့်ဝက်လောက်တနက်အထုံနောက်ကျခဲ့ပါကတရားခံများဘက်ကလက်ဦးရည်သွားမည်ဖြစ်ကြောင်းကျွန်ုပ်သမောပေါက်မိပါတော့၏တာမွေကတ်သို့တရားခံ3ဦးကတွားရောက်အနှံသည့်အခါ၌ရာဇဝဲအုပ်များနှင့်တကွဌာနကိုဦးတန်းမောင်တို့သည်ကိုနှင်းမောင်အားဝိုင်းဝန်းချီးကျူးကြပုံစောစောကပြောမိဆိုမိသည်ကိုလည်းခွင့်လွှတ်ရန်တောင်းပန်ကြပုံတို့ကိုကျွန်ုပ်အနေနဲ့ဖော်ပြရေးသားခြင်းမရှိတော့ပါကတ်သို့ရောက်သည့်အခါတရားခံ3ဦးအနက်အေဟုအခေါ်ခံရသောတရားခံမင်းအောင်မော်ခေါ်အသက်အစိတ်ခံရှိသောလူငယ်ကလေးအားစစ်ချက်ယူခဲ့ရာတွင်အောက်ပါအတိုင်းထွက်ဆိုခဲ့လေကျွန်တော်တို့မောင်နှမ3ယောက်ရှိပါတယ်ကျွန်တော်မင်းအောင်မော်ပါကျွန်တော်အမမင်းနွယ်ပြီလို့ခေါ်တယ်အမထက်ကြီးအကိုကြီးကတော့မင်းအောင်ကျော်ဖြစ်ပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကကျွန်တော်တို့အိမ်ကိုနာမည်ကြီးတပြဦးမိုးသည်ဆိုတာနောက်လိုက်နောက်ပါအပြည့်အစုံအလင်လက်နက်ကိုစီနဲ့လာရောက်ပြီးဓမြတိုက်ခဲ့ပါတယ်ဓမြတိုက်ရုံနဲ့မဟုတ်ဘူးကျွန်တော်အဖေနဲ့အမေကိုလည်းတတ်သွားပါတယ်ကျွန်တော်ကတော့လုံးဝမမှတ်မိတော့ပါဘူးမမနဲ့ကိုကြီးကတော့ကောင်းကောင်းမှတ်မိပါတယ်ဦးမိုးသည်ကကျွန်တော်အမေရဲ့လက်မှာဝတ်ထားတဲ့လက်စွပ်ကို
တက်ပြီးနောက်ဖြုတ်ယူသွားခဲ့ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့မောင်နှမ3ယောက်ဟာမိဘမဲ့ဖြစ်ခဲ့ကြပါတယ်မင်းကိုကြီးမင်းအောင်ကျော်ကအရွယ်ရောက်လာတဲ့အခါမှာအိန္ဒိယစစ်တပ်ထဲကိုဝင်ခဲ့ပြီးမင်းတို့ကိုထောက်ပံ့ခဲ့တယ်ဆိုပါတော့ဟုကိုနှင်းမောင်ကဝင်ရပြောလိုက်ရင်မင်းအောင်မော်ဒီဟုတ်မှန်ကြောင်းဝန်ခံလေဟုတ်ပါတယ်အကိုကြီးစစ်တပ်ထဲကထောက်ပံ့တဲ့ငွေနဲ့ပဲကျွန်တော်တို့မောင်နှမပညာသင်ခဲ့ကြပါတယ်တို့ပြောရရင်တော့မမအရွယ်ရောက်တဲ့အခါမှာတထေးကြီးတူနဲ့အိမ်တော်ကြပြီးအတော်ပဲချမ်းသာခဲ့ပါတယ်တထေးကြီးကလည်းမမနဲ့ယူပြီးတိတ်ကြကြမပေါင်းလိုက်ရပါဘူးကွယ်လွန်သွားပါတယ်အဲ့ဒီခါမှာမမဥစ္စာပစ္စည်းအမြောက်အများကိုတဦးတည်းပိုင်ဆိုင်ခဲ့ပါတယ်အဲ့ဒီခါမှာအကိုကြီးကိုလည်းစစ်တပ်မှထွက်ခိုင်းပါတယ်ကျွန်တော်လည်း University ကဘွဲရပြီးဖြစ်နေတော့ပါပြီးတော့မောင်နှမ3ယောက်တိုင်ပင်ပြီးဓမြဦးမိုးသေးကိုမရမကရှာပြီးဆုံးမဖို့စီစဉ်ကြတယ်ဆိုပါတော့ကိုနှင်းမောင်ကဝင်ယူမေးလိုက်ရဟုတ်မှန်ကြောင်းမင်းအောင်မော်ကဝန်ခံလေထို့နောက်ဆက်၍ပြောပြန်သည်မှာကျွန်တော်မမစီကငွေမြောက်များတောင်းပြီးမြမပြည်အေးရမှာဦးမိုးသေးကိုရှာခဲ့ပါတယ်တွေ့မဲ့တွေ့တော့ရန်ကုန်မှာလာပြီးတွေ့ပါတယ်ဗျာဦးမိုးသေးကတပြားမဟုတ်တော့ဘူးခင်ဗျအရိပတိဘီတုကကြီးဆိုပါတော့ဟုတ်ပါတယ်ခင်ဗျာတာမရလည်းမရှိတကူတဲ့တိုက်တလုံးနဲ့နေတာဘူးအဲ့ဒါနဲ့ကျွန်တော်လည်းမမနဲ့ကိုကြီးစီဦးမိုးသေးကိုတွေ့ပြီးဖြစ်ကြောင်းအကြောင်းကြားပါတယ်မမနဲ့ကိုကြီးတို့ကချက်ချင်းမတက်ပဲကျွန်တော်တို့မိဘများကိုတတ်သွားတဲ့ဩဂုတ်လ10ရက်နေ့ည12နာရီကြာမှပဲတတ်မယ်လို့အကြောင်းပြန်ခဲ့ပါတယ်ဩဂုတ်လ10ရက်နေ့တဲ့လားကိုနှင်းမောင်ကမေးလိုက်ရမင်းအောင်မော်ကဟုတ်ပါတယ်ခင်ဗျာမြန်မာရက်ကဝါကောင်လာစမ်း3ရက်နေ့ဖြစ်ပါတယ်နှစ်တရာပြက်ကလေးမှာရှာကြည့်တော့ဩဂုတ်လ10ရက်နေ့စနေနေ့ဖြစ်ပါတယ်ဒီနှစ်ဩဂုတ်လ10ရက်နေ့နဲ့တိုက်ဆိုင်တဲ့နှစ်ဖြစ်တဲ့အတွက်အင်္ဂလိပ်ရက်ကိုပဲယူပါတယ်ကောင်းပါပြီမင်းအောင်မဆက်ပြီးပြောပါဦးဦးမိုးဒီတွေ့ရတဲ့ဦးမိုးဒီအိမ်သားကနေကြောင်မြောင်းစေးကိုကြည့်ပြီးစီစေးပကြီးကတစ်ချက်ကိုရေးဆွဲပါတယ်နေ့စဉ်နေ့တိုင်းပကြီးသွားပြီးဆွဲရတော့ဦးမိုးဒီကစိတ်ဝင်စားလာပြီကျွန်တော်ရဲ့ပကြီးကားကိုလာပြီးကြည့်ပါတယ်ကြည့်ရတဲ့ခင်မင်သွားပြီးတော့သူ့အိမ်ထဲကိုသူဆွဲခိုင်းတဲ့ပြတ်သက်ပုံဖုံကြီးเจ้าပုံဘုရားတစ်စောင်းပုံတွေကိုရေးပေးရပါတယ်အဲ့ဒီအချိန်မှာပဲမမနဲ့ကိုကြီးစီကနေဦးမိုးဒီစီတို့ချင်းချောက်တဲ့စာတွေကိုပို့ခဲ့ပါတယ်ဩဂုတ်လနာရောက်လာလေဦးမိုးဒီကရောက်ရက်ခတ်လာလေပါပဲနောက်ဆုံးကျွန်တော်ကိုဖွင့်ပြီးတိုင်ပင်ပါတယ်ငါမှရန်သူရှိတယ်ကူညီပါလို့အကူညီတောင်းလာတယ်ဒါကြောင့်ဦးမိုးဒီကဩဂုတ်လ10ရက်နေ့ညမှာကျွန်တော်ကိုအိမ်မှာခေါ်ပြီးတိတ်ခဲ့ပါတယ်တဲလဲပိုင်လိုက်ပါလားမင်းအောင်မော်ဟုတ်ည7နာရီထိုးလောက်မှာမမနဲ့အကိုကြီးရောက်လာတော့ဦးမိုးဒီကအခန်းထဲကနေငှက်ကြီးတောင်ဓာတ်ကြီးဆွဲပြီးခုခံမှုလုပ်ပါတယ်ဒါပေမဲ့ကျွန်တော်ကနောက်ကနေတန်းတန်းနဲ့ချိန်ပြီးသူ့လက်ကဓာတ်ကိုချခိုင်းခဲ့ပါတယ်တို့တို့ပြောရရင်တော့ဗျာည7နာရီမှာပဲကျွန်တော်တို့ညီကို2ယောက်ဦးမိုးသေးကိုဓာတ်နဲ့ထိုးပြီးမမတနက်နဲ့ပြစ်ပါတယ်ပြီးတော့ကျွန်တော်အမေစီကချွတ်ယူသွားတဲ့ကြောင်လက်စွပ်ကိုလည်းဦးမိုးသေးစီကပြန်ပြီးဖြုတ်ယူခဲ့ပါတယ်ပြေဆုံးပါတယ်မင်းအောင်မော်ဒါပေမဲ့တရောထိုးတဲ့အကြောင်းမပါပါလားကိုနှင်းမောင်ကမေးလိုက်ရမင်းအောင်မော်ဒီကိုနှင်းမောင်ကိုထူးဆန်းတယ်လို့ကြည့်လိုက်ပြီးတော့ကျွန်တော်တရောထိုးတာကိုတော့ဆရာကသိနေပါလားဟုတ်ပါတယ်ဆရာရုံးတရောလေးကိုအမြဲထိုးလေးရှိပါတယ်ကျွန်တော်ဝါသနာပါပဲပြောလေထို့နောက်ကျွန်ုပ်တို့သည်တရားခံများကိုအနှံ၍အင်းစိန် CID တို့ပြန်လာခဲ့ကြလေလမ်း၌ကျွန်ုပ်ကမရှင်းသောအချက်များကိုမြင်မှန်းရလေသည်အိုင်စေကိုနှင်းမောင်ဦးမိုးသေးကိုဘယ်လိုများတဲလွန်စာရတာလဲဗျဒီလိုဗျာနေရမှာမြေပြူနဲ့ရေးထားတဲ့တစောင်းမုံလာစုပ်ရက်တဲ့ဝါဆိုလာပြည့်ကိတန်းဆိုတဲ့ကစာတွေကစပြီးတော့တဲလွန်စာရတာပဲဗျအဲ့ဒါတွေကဘာအဓိပ္ပာယ်လဲဗျမြမရှေးဘီတုကအခေါ်ပေါ်လေဗျာကိတန်းဆိုတာကမှန်စီရွှေချအပြောက်တွေကိုခေါ်တာဘုံကန်းမြို့မှာအစမ်းရွှေကိတန်းလဲမကန်းကတွင်ချင်းသေးနင်းလျက်လို့တွေ့တယ်ကဝိလက္ခဏာတပ်ပုံမှာလဲအစမ်းရွှေကိတန်းလို့သုံးထားပြန်တယ်ရတနာကြေးမှုံတပ်ပုံမှာတော့နှုတ်ချီပိတ်ရန်ရွှေကိတန်းလဲလို့ဆိုထားတယ်ဗျဒါမှန်စီရွှေချတဲ့အလုပ်ကိုခေါ်တာပဲဗျတီချင်းဆိုတာကအဆောက်အုံမဆောက်ခင်မြေရှင်းတာကိုခေါ်တာဗျာတနှစ်ဆိုတာအဆောက်အုံဆောက်ဖို့မြေနေရာယာထားတာကိုခေါ်တာဗျာဝန်းဆိုတာတိုင်ဆိုင်ဖို့တွင်းတူးတာကိုခေါ်တာရက်တစ်ဆိုတာတိုင်ဆိုင်တာကိုခေါ်တာဗျကျွန်ုပ်ဒီကိုနှင်းမောင်ဘဟုတုတပြည့်စုံမှုမိမိနဲ့လုံးဝမပတ်သက်သောရှေးမြတ်မှာဘီတုကအခေါ်ဝေါ်များကိုတိယုံမျှမက၎င်းဝေါ်ဟာရများကိုဘုံကန်းပြုတ်မှမြည်တို့မြည်ပုံဆိုသည်ကစသည်ဖြင့်စာပေအထောက်ထားများကိုပါရွတ်ဆိုပြနိုင်ခြင်းကြောင့်မချီးကျူးပဲမနေနိုင်တော့ပါကိုနှင်းမောင်သည်ဆက်၍ပြောပြန်လေ
မြေဖြူကလည်း3နှစ်လောက်ကရေးထားတဲ့မြေဖြူရာဆိုတော့3နှစ်လောက်ကရှေးမြတ်မှာလက်ရအဆောက်အုံရန်ကုန်မြို့မှာဘယ်နေရာမှာများစောက်ပါတယ်လဲလို့စဉ်းစားလိုက်တဲ့အခါမှာတော့စုလီဖျားရဲ့တောင်ဘက်တစောင်းကြီးပြုတ်ပြင်တာကိုတွားပြီးအမှတ်ရတာနဲ့ခေါ်ဘက်ကလူကြီးစီကိုတယ်လီဖုန်းဆက်ပြီးတစောင်းပြင်တော့ကဘယ်ပိတုကကိုငှားကြောင်သိရပြန်တယ်ဗျို့အဲ့ဒီခါမှာပုံမှန်တဲ့ကိုမေးကြည့်တော့မော်လမြိုင်အပေါင်းကျွဲကြံဘက်မှာတောင်းကျမ်းခဲ့တဲ့ဦးမိုးဒီရဲ့ပုံမှန်တဲ့နဲ့ခက်ဆစ်စင်ဖြစ်ကြောင်သိရပြန်တယ်ဗျအဲ့ဒါနဲ့တခါ CID record မှာဦးမိုးဒီရဲ့ file ကိုရှာပြီးအကြောင်းပြန်ဖို့တယ်လီဖုန်းဆက်တဲ့အခါမှာတော့ CID record ကဦးမိုးဒီကထောင်ကြပြီးထောင်ကလွတ်တဲ့အခါမှာဘီတုကဆရာအဖြစ်ကောင်းမွန်စွာလှုပ်ရှားနေကြောင်အဖြစ်ပြန်ကြားရပြန်တယ်ဗျလုတ်ပုံကလေးကတဲပြီးအကွက်ကြပါလားဗျကိုနေမှာဆက်ပါအောင်ဗျထင်းရှူးစီကလေးကိုတွေ့ရတော့ဦးမိုးဒီမှာတရောရှိမရှိကြည့်တယ်တရောမရှိကြောင်တေကြတဲ့အခါမှာတရောထိုးတတ်တဲ့လူတယောက်ဦးမိုးဒီနဲ့အတူနေကြောင်သိရပြန်တယ် IB ပြီးတော့ထင်းရှူးစီကလေးကလည်းတရောသမားတွေအတွက်တော့နိုင်ငံခြားကလာတဲ့ထင်းရှူးစီကမျိုးမဟုတ်ပဲဘရစီးဆိုင်မှာရောင်းတဲ့ဟာမျိုးဖြစ်နေတဲ့အတွက်ထင်းရှူးစီကဟာတစ်နေတာကိုသိရပြန်တယ်ထင်းရှူးစီကအစ်စ်ဖြစ်ကြောင်ခင်ဗျားဘယ်လိုသိလဲဗျအဟောင်းဆိုရင်ဗျာလက်နဲ့ကင်ပါများလို့တောင်စွန်းကလေးတွေတုံးပြီးနေတာပေါ့အခုကျုပ်တို့တွေ့နေတဲ့ထင်းရှူးစီကတောင်းကလေးတွေတုံးမှမတုံးသေးပဲအဲ့တော့ဝယ်မယ်ဆိုရင်ကြောင်မြောင်းစေးကဘရဈေးဆိုင်တစ်ဆိုင်မှာဝယ်ရမှာပေါ့ဗျပြီးတော့အဲ့ဒီပစ္စည်းမျိုးကလည်းဝယ်တဲ့လူနည်းတဲ့ပစ္စည်းမဟုတ်လားဗျာဘယ်သူပဲဝယ်တယ်ဆိုတော့မင်းရနိုင်တာပေါ့ကျုပ်ထင်တဲ့အတိုင်းပဲဗျဆရာခင်ဘရဈေးဆိုင်ဆိုတဲ့ဆိုင်မှာတွားပြီးတော့စကားပြောဝဲတဲ့နဲ့မော်လိုင်မယ်သားတယောက်လာပြီးဝယ်တယ်ဆိုတာကိုပြောနိုင်ုံနဲ့မဟုတ်ဘူးမနေ့ကတည်းကတောင်းနှလုံးနဲ့အလှူတွေအတွက်ပစ္စည်းတွေဝယ်တော်တယ်ဆိုတာကိုသိရပြန်တယ်ဗျအဲ့ဒါနဲ့ရက်ကတ်ထဲသွားပြီးတော့အလှူလုပ်တဲ့အိမ်ကိုစိုက်ကားတစ်စီးနဲ့ရှာရတယ်ဗျအလှူအိမ်တွေ့ပြန်တော့အဲ့ဒီလမ်းရဲ့စိန်အိမ်ကောင်းကိုခေါ်ပြီးအလှူရှင်ရဲ့နာမည်အလှူအိမ်မှာမလှူခင်ရပ်ပိုင်းအတွင်းမှာလူဝင်လူထွက်ဘယ်သူတွေရှိတယ်လဲလို့မေးလိုက်တော့ယောက်ျားတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်မော်လမြိုင်ကရောက်လာကြောင်းဒီကနေ့နဲ့အစောကြီးမှလူငယ်တစ်ယောက်ပါထပ်မံရောက်ရှိလာကြောင်းသိရပြန်တယ်ဗျဟန်ကြလိုက်တာဗျာကိုနှင်းမောင်မကြနိုင်အောင် IB ဒီလူစုမှာတနတ်ပါတယ်ဆိုတာသိထားတဲ့အပြင်ဦးမိုးဒီကိုတေးသေးချာချာပြပြနဲ့နိုင်နဲ့ကင်ပြီးတတ်သွားတဲ့လူတွေဆိုတော့အထင်သေးလို့မဖြစ်ဘူးဗျပြီးတော့အလှူအိမ်ဆိုတာကလူတွေကအများကြီးပဲအဲ့တဲကနေမော်လမြိုင်သားတွေကိုရွေးထုတ်ဖို့စဉ်းစားရပြန်တယ်အစ်စ်ပဲဗျို့ဒီအချက်အရေးကြီးတာပဲတခြားအရက်တွေကလက်ဖက်ရည်အချိုတောက်ပြီးမင်းကိုဒီမစားရကြဘူးဗျမော်လမြိုင်သားတွေကတော့မင်းကိုဒီအကြောင်းကိုသိသိချာသိလေတော့စားဝွန့်နေဗျပြီးတော့ကိုဒေတာထွက်တဲ့အသီးနှံကိုတခြားနေရာမှာတွေ့ရင်စားကြင်တဲ့စိတ်ဟာလည်းပေါ်လာစမြဲပဲလေဒီတဲ့ကြောက်ကပို့ပြီးစားကြင်လာအောင်သူတို့ရှေ့မှာမင်းကိုဒီတလုံးကိုစားပြလိုက်ရုံပဲဒီတော့မင်းကိုဒီကလူအုပ်ထဲကနေမော်လမြိုင်သားကိုရွေးထုတ်တဲ့နေရာမှာရောတနတ်နဲ့ချိန်လူကောင်းအောင်သူတို့လက်မှာမင်းကိုဒီတွေရှိနေတဲ့အချိန်ကိုရွေးလိုက်နိုင်တာရောကျုပ်ကတော့အထောက်အကူပြုသွားနိုင်တယ် IB အေးဗျာဒီအမှုကိုတော့ကျုပ်ရဲ့တိုင်းအိမ်မှာစားပလင်းနှင်းမောင်နဲ့မင်းကိုဒီ၃လုံးအမှုရဲ့လို့မှတ်တမ်းပြုထားမယ်ကိုနှင်းမောင်ကျုပ်ကပြောလိုက်ရကျွန်တော်မိတ်ဆွေကြီးဒီကျွန်တော်ကတီဂျီခန့်ညာသောအပြုံးမျိုးဖြင့်ကြည်လိုက်လေတော့တည်းကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအမှားတွေပါရင်လဲတီးကခွန့်လွတ်နားလဲခြင်းနဲ့နားထောင်ကြပါဗျာစာဖတ်ပြတာပါအားလုံးကိုကျေးဇူးတင်ပါတယ်